ထေးအောင်လုပ်ဖို့ကိစ္စပါပဲစဉ်းစားကြည့်ပါကျွန်တော်တို့လက်ပတောင်းတောင်ပြဿနာပေါ်လာပြီဆိုရင်ကျွန်တော်တို့ကဘယ်လိုပြဿနာဖြေရှင်းမယ်ကျွန်တော်တို့ကအမြဲတမ်းပဲဒါကြီးကိုလိုချင်တဲ့ဆန္ဒကိုရှေ့တန်းတင်မလားသိက္ခာရှိတဲ့ပြည်သူတယောက်အနေနဲ့နေမလားဒီကိစ္စမှာကော်မရှင်ခေါင်းဆောင်ဖြစ်ဒေါ်အောင်ဆန်းစုကြည်ကဖြေရှင်းမယ်လို့ပြောလာတယ်ဒီခါမှာကျွန်တော်တို့ကဒီအဖြေကိုစောင့်တော့ကျွန်တော်တို့လိုက်နာရရမှာဖြစ်တယ်ကျွန်တော်တို့ကခုနပြောတယ်လို့တယံဇာတတွေပေါ်ကျွယ်သွားတဲ့အခါမှာလူတွေလိုအပ်တဲ့ဟာနှစ်ခုရှိပါတယ်အဲ့ဒါကအသိပညာရယ်မေတ္တာတရားရယ်ပဲဖြစ်တယ်အသိပညာရဖို့နော်အာလောကသုတ်မှာလွန်ခဲ့တဲ့နှစ်ပေါင်း2600ကဗုဒ္ဓမြတ်စွာဟောသွားတာရှိပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း2600ကဒီလောက်ခက်မီဟောမယ်လို့တော့မမျှော်လင့်ကြဘူးပေါ့သို့တော်လဲအာလောကဘလူးကြီးကဗုဒ္ဓမြတ်စွာကိုမနိုင်လေတော့သူ့မှာကောင်းတာဘာရှိလဲဆိုတော့မေးတယ်လူတွေမှာဘာရှိရမလဲဆိုတော့မေးတော့ဗုဒ္ဓမြတ်စွာကတရားတရားရှိရမယ်လေတဲ့တရားတရားဆိုတာကျွန်တော်တို့ခင်ဗျားတို့သိနေတဲ့ယုံကြည်မှုပေါ့ဗုဒ္ဓဘာသာတွေကဘာယုံကြည်လဲကံရဲ့အကျိုးကိုယုံကြည်ကံရဲ့အကျိုးဆိုတာကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်ဒါကိုယုံကြည်မှကဘာကြီးကတိုးတက်မယ်လူကလည်းလူကောင်းနေဖြစ်မှာပါမကောင်းတာလုပ်လို့ကောင်းတာဖြစ်နေတာကိုမြင်တယ်ဆိုပြီးတော့သွားအတုယူလိုက်တာနဲ့တပြိုင်နက်ကဘာကြီးကအေးချမ်းတော့မှာမဟုတ်ဘူးအခုကျွန်တော်တို့မကြသေးခင်ကမော်တော်ကားတွေအများကြီးတင်သွင်းခွင့်ပြုလိုက်တာလူတွေကကားတစ်စီးနဲ့တစ်စီးကြော်တက်ခြင်းနဲ့ပြိုင်မောင်းခြင်းနဲ့ကြိုက်တဲ့နေရာမှာရပ်ခြင်းနဲ့ဆိုတော့မကောင်းတဲ့အသိစိတ်တွေနဲ့လုပ်တဲ့အတွက်ကျွန်တော်တို့လမ်းတွေပိတ်ဒုက္ခတွေဘယ်လောက်ရောက်လဲဆိုစဉ်းစားကြည့်ပါအရင်ကကားစီးရင်မြို့တဲကိုဒီကနေပြီးတော့10မိနစ်ရောက်တဲ့ဟာနိုင်ဝက်လည်းမရောက်တနိုင်လည်းမြို့တဲမရောက်ဘူးဘယ်သူလောက်တာလဲနော်မကောင်းတာကိုကျွန်တော်တို့အတုယူတယ်ဂျာမနီမှာလမ်းဖြတ်ကူးကနေမှရေးရတဲ့စာတစ်ခုရှိတယ်လမ်းဖြတ်ကူးတာကျွန်တော်တို့ကခလုံးနှိပ်လိုက်ရင်အစိမ်းလာမှဖြတ်ကူးလို့ရတာမစိမ်းမနဲ့ဖြတ်ရင်လည်းရတော့ပေါ့ကားမရှိတဲ့ခါဒါပေမဲ့ဘာရေးတာလဲဆိုရင်လူကြီးများတတိပြုပါသင်တို့ကလေးများကြည်နေပါတယ်မိစိမ်မှဖြတ်ကူးပါနော်အဲ့တော့ကလေးတွေကဘ누구အကျင့်လုံးနေလဲလူကြီးတွေကိုကြည်နေပါတယ်ကျွန်တော်တို့တိုင်းပြည်မှာလူကြီးတွေဘာလုပ်နေလဲနော်လွတ်တော်တက်နေပါတယ်နော်လွတ်တော်မှာ Professor စိတ်ဖွားကိုရှာနေကြတယ်နော်ဒီ blog ထဲမှာရေးထားတာအမှန်ကောင်းပါတယ် Professor စိတ်ဖွားတဲ့တကယ်လေတော့မင်းသိန်ခါရဲ့ဇက်ကောင်ပါပဲတဲ့ဒါကြောင့် CIA အဖွဲ့နဲ့လာပြီးတော့စုံစမ်းတယ်တဲ့ CIA အဖွဲ့လာတော့မင်းသိန်ခါဇက်ကောင်ဒေါက်တာ Professor စိတ်ဖွားသည်တဲ့တာမွေသင်းချိုင်းတွင်ရှိတဲ့ဟာတာမွေသင်းချိုင်းကိုညဘက်တိတ်တဆိတ်ချင်းကပ်သွားရတွင်တဲ့ကွန်ဒိုမီနီယံကြီးနဲ့တွေ့လိုက်ရတဲ့ Professor စိတ်ဖွားနဲ့တွေ့ပြီခရိုနီများနဲ့တာတွေ့ရပါလေသည်တဲ့အဲ့တော့တယောက်ကလာမေးတယ်ဆရာတဲ့ဆရာခရိုနီလားဆရာတဲ့ဟုတ်ပါဘူးကွာလို့ငါဖြစ်ချင်းဖြစ်ခရိုညိုတော့ဖြစ်မှာဗောလို့ဘာဆိုရင်ကျွန်တော်နာမည်ကဒေါက်တာခင်မောင်ညိုကိုနော်ဒေါက်တာခင်မောင်ညိုဆိုခဏခင်မောင်ညိုဘောကဗေဒလည်းမှားတယ်မောင်မောင်ညိုနဲ့လည်းမှားတယ်နော်အိမ်ကျရင်သွားတော့မမှားလေနဲ့တော့အိမ်ကျပြန်ပြောရင်ဒေါက်တာမောင်မောင်ညိုဆိုတာနောက်အုံမှာနဲ့စာရေးတဲ့ဆရာတယောက်နော်ကျွန်တော်တရက်မျိုးကိုသွားတော့ဘုန်းကြီးတစ်ပါးကဒေါက်တာမောင်မောင်ညိုစာတွေဖတ်ဘူးလေသူကနော်ဇီဝကမ္မဗေဒတွေပဲရေးတာဟုတ်ပြီးတော့ဘုန်းကြီးကတက္ကစာအုပ်တွေဖတ်ဘူးတယ်တဲ့ဟာရှင်ဖျားဝန်တာလိုက်တာဘာစာအုပ်ဖတ်ဘူးလဲဆိုမောင်မောင်ညိုနဲ့မှားတာဖိုမဆက်ဆံရေးတဲ့အဲ့လိုမှားတာလည်းရှိတယ်ခင်မောင်ညိုဘောကဗေဒနဲ့မှားတာတော့နော်ကျွန်တော်တိုင်ကျိုးရွာကိုသွားတယ်
တိုင်ကျိုးဆိုတာခွာမြို့နယ်နားမှာတိုင်ကျိုးမှာဟောပြောပွဲရှိတယ်ကျွန်တော်ရဲ့ချစ်နိုင်ရဲ့သဲအောင်ရဲ့ဟောပြောပွဲသွားတယ်အဲ့ဟောပြောပွဲသွားတော့ကြပြာတွေဆက်လာတာကျွန်တော်ကြပြာမှမတတ်တာပဲနော်တစ်တပင်ခုတ်အချုပ်တစ်နှစ်ဟာမဟုတ်ဘူးဒါကြပြာမဟုတ်ဘူးကြပြာကကာယမိတယ်နဲ့ကြပြာမဟုတ်ဘူးထိရရှာရမယ်ဆိုတော့ကျွန်တော်ကြည့်ရတော့ဟာကာယမိတာတစ်ခုတွေ့တယ်ဟိုမှာမော်တကားတစ်စီးမှာဘဲဥသေးတယောက်ကရေးတာသူ့ရဲ့ဘဲဥစစ်တာမှာရေးတာဘဲဥကကွဲမှာဆိုတော့ဒေါ်အေးကြည်ဆိုတဲ့အမျိုးသမီးနော်သူကခွာမျိုးကဒေါ်အေးကြည်တိုင်ကျိုးကခွာပြီးမှရောက်တာဟုတ်သူကရေးလာတာဒေါ်အေးကြည်ခွာဖြည်းဖြည်းချဘဲဥကွဲမှာဆိုတာဟုတ်ကာယမနာမိတယ်နော်ဒေါ်အေးကြည်ခွာဖြည်းဖြည်းချတာအောက်မှာဆက်ရေးလာသေးတယ်အချမတော်ကွဲတတ်သည်တဲ့အဲ့ကျွန်တော်စာရေးဆရာကျွန်တော်ပဲသွားရင်းနဲ့ပျော်စရာကောင်းတာပေါ့အဲ့မှာတိုင်ကျိုးရောက်တော့ဘုန်းကြီးကလာကြိုးတယ်ဘုန်းကြီးကလာကြိုးတော့ကျွန်တော်တို့ပုံတွေကလည်းဗနိုင်းတွေနဲ့ဆွဲလာတာဟုတ်အမတန်တင့်တယ်တပ်ပယ်တာဟုတ်ကျွန်တော်ပုံကျွန်တော်ကြည့်ပြီးတော့သဘောကျတယ်အဲ့ကြည့်တော့ဟာအရှင်ဖျားမှားနေပြီဘာမှားလာလဲဟိုမှာအရှင်ဖျားရေးတာဒေါက်တာခင်မောင်ညိုဟုတ်ပြီဘောဂဗေဒလေအရှင်ကမဟုတ်ဘူးဒေါက်တာခင်မောင်ညိုကတစ်ယောက်ခင်မောင်ညိုဘောဂဗေဒတစ်ယောက်စိုင်းဆရာ2ယောက်မတူဘူးဖျားတော့ဒေါက်တာခင်မောင်ညိုဆိုရင်ဘောဂဗေဒမပါဘူးလို့ပြောတော့အဲ့ဒါနဲ့တကာတဲ့လာတဲ့ဟိုတစ်ပင်ပေါ်မှာချိတ်ထားတဲ့ဆိုင်းဘုတ်ကြီးမင်းသွားပြင်သွားတယ်ဆေးဘုံသွားယူခဲ့တယ်တကာလည်းဆေးဘုံယူတစ်ပင်နော်ကြောင်ကြိုက်ပြီးတက်တော့အပေါ်ရောက်တော့အရှင်ဖျားဘာပြင်ရမလဲဖျားဖြတ်လိုက်သွားတယ်အရှင်ဖျားဘာဖြတ်ရမလဲဖျားမင်းတော်တော်အားတာဒါဒေါက်တာခင်မောင်ညိုတဲ့ဟုတ်ပါတယ်တပည့်တော်ဘာဖြတ်ရမလဲဒါဒေါက်တာခင်မောင်ညိုလေးတဲ့သူ့မှာဘောမပါဘူးဖြတ်လိုက်တယ်အဲ့ဒါနဲ့နော်ကျွန်တော်တို့ဒီလိုမျိုးခရီးသွားတဲ့အခါမှာတွေ့ရကြုံရတာလေပြောရင်ဆိုရင်လည်းပဲနော်ဟောစာရေးဆရာလုပ်ရတာသက်သာတာလည်းရှိတယ်မသက်သာတာလည်းရှိပါတယ်ဒီရမှာကျွန်တော်ခုနပြောရလို့ဟောကျွန်တော်တို့စာရေးဆရာတွေကတကယ်မှာအမှန်တရားတွေပြောတယ်မေတ္တာတရားတွေပြောတယ်အမှန်တရားတွေပြောတယ်မေတ္တာတရားတွေပြောတယ်ဆိုတော့ကျွန်တော်ကနိုင်ငံခြားပညာသင်တာတွေများတော့ကျွန်တော်ပြောပြခြင်းတဲ့ပုံမြင်လေးတချို့ဟာနိုင်ငံခြားပုံမြင်ပဲဖြစ်မှာပဲเนาะပုံမြင်တော့မဟုတ်ပါကျွန်တော်အထုပ်ပတ်တိတစ်ခုတော့အမှန်တန်အရေးကြီးတဲ့အထုပ်ပတ်တိတစ်ခုပြောခြင်းပါလေအဲ့ဒီအထုပ်ပတ်တိကဘု து အကြောင်းလဲဆိုရင်အလက်ဇန္ဒာဖလမ်မင်းအကြောင်းပါပဲအလက်ဇန္ဒာဖလမ်မင်းကအားလုံးဒီကလူတွေကလေးတွေသိပါတယ်အလက်ဇန္ဒာဖလမ်မင်းသည်ပက်နစလင်ကိုထုတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ပက်နစလင်ကိုမထုတ်မီမှာသူကစကော့တလန်တောထဲမှာအဖေကြီးဖလမ်မင်းကြီးနဲ့နေရတယ်အဖေကြီးကသစ်ခုတ်ရောင်းရတယ်သားလေးကိုနဲ့ဇနီးကိုအိမ်မှာထားတစ်သားခုတ်တာညနေပြတရက်ပြန်လာတဲ့အချိန်မှာအသံကြားတယ်ကဲတော်မူပါကဲတော်မူပါသူ့နားမှာဆွမ်းဆိုတဲ့နှုံးသဲမြေတွေရှိတယ်အဲ့ထဲကိုလူကျွံသွားရင်ပြန်တက်လို့မရအောင်ဖြည်းဖြည်းနဲ့မြုပ်သွားသေသွားနိုင်တယ်ကဲတော်မူပါကဲတော်မူပါဆိုဟာခလေးအတန်ပဲဆိုတော့သူကကြိုးကွေလေးနဲ့သူကဆက်ပြေးသွားတယ်ဖလမ်မင်းကြီးကပြေးသွားပြီးတော့ကောင်လေးတယောက်တွေ့တော့အဲ့ဒီကောင်လေးကိုသားရီကျိုးကိုဆွဲဆိုတော့လပင်းဒီပါနစ်နေတဲ့ကောင်လေးကိုကျိုးပြစ်ပြီးတော့ဆွဲတင်လိုက်တယ်အပေါ်ရောက်တော့မင်းကွာဘာဖြစ်လို့ဒီကလာလဲကျွန်တော်လမ်းထင်လို့တဲ့လမ်းကဒီဘက်ကမင်းပြန်တော့ဆိုတော့လမ်းပြတော့ပေးပြန်လိုက်တယ်နောက်တနေ့ကျတော့ဖလမ်မင်းအိမ်ကြီးကိုအိမ်ရှိမှာရထလုံးတစ်စီးစိုက်လာအဲ့ရထလုံးကလော့ဆိုတဲ့မြို့သားကြီးစီးတာပေါ့မြို့သားကြီးအော်တယ်ဒါဖလမ်မင်းအိမ်လားဟုတ်ပါတယ်ခင်ဗျကဲသွားဆိုရထားတင်းကိုငွေထုတ်ကြီးသွားပေးတယ်ဒါဘာလို့ရမလဲမင်းငါသားကိုကဲလို့ကွာဒီငွေထုတ်ကိုလာပို့တာဟာဒါတော့မယူပြရစင်နဲ့ကျွန်တော်တို့ကဲတင်တာတစုံတစ်ခုလိုချင်လို့ကဲတင်တယ်လို့လူတွေယူဆမယ်လူတွေကိုတွန်းချပြီးတော့ကျွန်တော်ကဲပြီးတော့ပတ်စံယူတဲ့လူလို့ထင်အောင်မှာပေါ့ကျွန်တော်တို့ကဘဒုမှလည်းကြောက်တယ်မတွန်းဘူးကြနေတယ်ကဲရင်လည်းအဲ့ဒီပတ်စံမယူပါဘူးဆိုတော့ရထလုံးစည်းစီကိုငွေထုတ်ပြန်ပို့တယ်သူ့နောက်မှာ
ခလေးလေးတယောက်ပါလာအဲ့ဒီခလေးလေးဟိုလော့ကြီးကတွေ့တယ်ဟေးဒါဘာတူလဲတဲ့ကျွန်တော်သားပါအလက်ဇန္ဒာလို့ခေါ်တယ်ဘယ်နဲ့တန်းလဲတဲ့ तू ကြောင်းမနေရဘူးတဲ့ဒီမှာဘယ်မှာကြောင်းနေရမလဲဟာဒါဆိုငါနဲ့ထဲလိုက်ပလားငါမွေးစားမယ်ဆိုတော့လန်ဒန်ကိုခေါ်သွားလိုက်တယ်လန်ဒန်မှာကြောင်းထားပေးလိုက်တယ်ဖလက်မင်းကအလက်ဇန္ဒာဖလက်မင်းကကြောင်းနေတယ်စာအမတန်တော်သွားတယ်အဲ့ဒါကြောင့်ဆရာဝန်ကြီးဖြစ်လာတယ်ဆရာဝန်ကြီးဖြစ်လာအဆင်ပြေတာပေါ့ငကြလေးထောက်လိုက်3000ယူလိုက်နော်အဆင်ပြေတာပေါ့အဲ့လိုမျိုး तू မလုပ်ပါဘူးကျွန်တော်ဗမာပြည်ကဆရာဝန်ဆိုပိုးတော်တော်သေးတယ်မြို့ထဲမှာသွားကြည့်အထူးကုတွေနော်အခါကျငကြထောက်ရင်နားမှာတော့တက်ဆရာမလို့လက်ဘေးမှာချိတ်ယူနေစမ်းရင်ယောဂသိတယ်အရန်တော်တာအင်္ဂါဂျိုကလာတယ်ထင်တယ်နော်ဒါပေမဲ့အလက်ဇန္ဒာကအရန်ကိုပြည်သူအတွက်အကျိုးပြုချင်တယ်ဒါကြောင့် तू ကသူတေသနာအရွယ်လုပ်တယ်နောက်ဆုံးကြတော့ဘာတွေ့ရလဲပေါင်မုတ်မှာရှိတဲ့မှုကပဋိဇီဝဆေးပါပဲဒီဆေးကိုစမ်းသပ်မယ်ဆိုကုသတဲ့ဟာတွေအများကြီးအောင်မြင်လာတယ်အဲ့ဒီအချိန်မှာစစ်ပွဲတွေကဖြစ်နေတယ်စစ်ပွဲမှာလူတွေတယောက်ဒဏ်ရာရတယ်ဒဏ်ရာနည်းနည်းကနေဒဏ်ရာကြီးကြီးနဲ့သေတာများတယ်တကယ်တမ်းစစ်ပွဲမှာသေတာအယောက်100ဆိုရင်ဒဏ်ရာကြောင့်သေတာအယောက်1000နဲ့ချီရှိတယ်အဲ့ဒါအပြင်ကိုဆောင်းတွင်းဘက်မှာနမိုးနီးယားလို့ခေါ်တဲ့အဆုတ်အေးမိယောဂတွေလည်းဒီဆေးကနိုင်တယ်ပနက်စလင်ကအစပေါ်တဲ့ပဋိဇီဝဖြစ်ဆေးဖြစ်တဲ့အတွက်နတ်ဆေးဖြစ်တယ် God sent ဆိုတော့ဘုရားသခင်ကပေးလိုက်တဲ့ဆေးဆိုရင်ဒါငါဘာလို့ယူရမလဲဒါကိုငါမယူဘူးလူတိုင်းလုပ်ဖို့ formula ပေးမယ်ဆိုတော့အားလုံးအတွက်ကို patent right မယူနဲ့ပေးလိုက်တယ်ဒီကမ္ဘာလုံးကဒီဆေးနီးနဲ့ကုလိုက်ကြတာလူသန်းပေါင်းများစွာအသက်ရှင်သွားကြပါတယ်ဒါကြောင့်အလက်ဇန္ဒာဖလက်မင်းကကမ္ဘာကျေးဇူးရှင်ဖြစ်ပြီးတော့ကမ္ဘာကျေးဇူးရှင်ကိုဂုဏ်ပြုတဲ့အနေနဲ့နိုဘယ်ဆုပေးလိုက်ပါတယ်နိုဘယ်ဆုကသူရတဲ့နိုဘယ်ဆုကဘာဆုလဲဆေးပညာနိုဘယ်ဆုဖြစ်တယ်ကျွန်တော်တို့ဗမာပြည်ကနိုဘယ်ဆုရတယ်လူရှိပါတယ်ဘာတူလဲဒေါ်အောင်ဆန်းစုကြည်သူကဘာနိုဘယ်ဆုရလဲငြိမ်းချမ်းရေးနိုဘယ်ဆု Nobel Peace Prize ရတယ်နိုဘယ်ဆုဟာအမှန်တန်ခက်တယ်ဆိုပေမဲ့လူသားကိုတကယ်တမ်းအကျိုးပြုရင်ရပါတယ်